န်းကျဲသီးလေးတွေကိုအထက်ပေါ်မှာသင်ဘလို့တက်ဆင်နေတယ်လေဒီဗီဒီယိုလေးကအထက်ပေါ်မှာမတွဲတက်သေးတဲ့အခြေခံသမားလေးတွေတွေ့ရှိပြီးတော့ဆင်းဆင်းလို့ပြထားတဲ့ဗီဒီယိုလေးဖြစ်ပါတယ်အရင်ဆုံးကိုပန်းတက်ချင်တဲ့နေရာမှာဒီလိုမျိုးမှတ်ခဲလေးတွေနဲ့နေရာချပြီးလိုက်မှတ်ထားမယ်မှတ်ပြီးသွားပြီဆိုရင်တော့ဒီပန်းလေးပေါ့နော်ဒီပန်းလေးကရှေ့ကဗီဒီယိုနှစ်ပုံမှာလုပ်ပြထားပြီးပြီအဲ့ဒီပန်းလေးကိုအောက်ကမှတ်ခဲရလေးပုံမှာတဒန်းနဲ့ဖြစ်အောင်နေရာအရင်ချမယ်တည်တည်ချာချာချပြီးသွားပြီဆိုလို့ရှိရင်တော့ဒီပဇင်းသီးလေးရဲ့အောက်ခြေနားမှာပေါ့နော်ဒီအခြေနားမှာအခြေလေးနဲ့၄-၅ချက်လောက်အခြေထိုးမယ်အခြေထိုးပြီးပြီဆိုရင်သူ့ကိုအဲ့ဒီနေရာမှာအောက်ဖက်မှာအခြေတစ်ခါတည်းတုပ်လိုက်ပါမယ်ဒီနားလေးကခိုင်ဖို့လိုတယ်ဒါကြောင့်မလို့ဒီနားကိုအချက်ရည်များများလေးတုပ်ပေးရမယ်ဒီလိုမျိုးလေးနောက်ဖက်မှာအချီလေးသိမ်းလိုက်မယ်ဒါဆိုရင်တဆင်ပြီးသွားပြီနောက်တစ်ဆင့်အနေနဲ့ကပန်းလေးကိုအလဲကောင်းစင်တာကြအောင်နေရာချမယ်ပွင့်ဖက်လေးက3ဘက်စီအလဲကောင်းစင်တာကြအောင်နေရာချပြီးသွားပြီဆိုရင်အလဲမှာရှိတဲ့အခွေရဲ့ဘဟုလေးကိုအချီတစ်ချက်နဲ့ထိန်းလိုက်ပါမယ်ဒါမှပန်းလေးကအောက်ကဒိုးတွေမှတ်ထားတဲ့မှတ်ခဲပေါ်မှာတညီရဲရှိနေမှာပြီးသွားရင်ကိုပထမအဆုံးထိုးမယ်ပွင့်ဖက်နေရရောက်တဲ့အထိကိုအတွင်းထဲကနေပြီးတော့အချီလေးယူပြီးတော့ပို့လိုက်ပါမယ်ဒါဆိုရင်ပွင့်ဖက်ကလေးတွေကိုစပြီးတော့တွဲတော့မယ်နော်ပွင့်ဖက်ကလေးကသူကနှစ်ဖက်ရှိတယ်နှစ်ဖက်ရှိတဲ့အခါမှာအတွင်းထဲကပွင့်ဖက်ကိုအရင်အချီတွဲမယ်ပြီးသွားရင်အပြင်ဘက်ကပွင့်ဖက်ကလေးကိုအချီတွဲမယ်အဲ့ဒီနေ့အတိုင်းပဲပွင့်ဖက်တွေအကုန်လုံးကိုချီတွဲမှာနော်ပွင့်ဖက်လေးနှစ်ဖက်ကိုတွဲပြီးတိုင်းနောက်မှာအချီလေး2ချက်3ချက်လောက်အချီလေးတုပ်လိုက်ပါမယ်။ဘာကြောင့်လဲဆိုတော့တစ်ဆက်တည်းအချီကိုသွားတဲ့အခါမှာချီပြုတ်သွားမှာဆိုလို့နော်။ဒါဆိုရင်တော့ခုနကနေ့လေးအတိုင်းပဲကျန်တဲ့နှစ်ဖက်ကိုလည်းတွဲပါမယ်။ပွင့်ဖက်ကလေး၄ဘက်တွဲပြီးတဲ့နောက်မှာတော့အဖူးနေရာကိုရောက်လာပြီဒါကြောင့်မို့လို့အဖူးလေးကိုအရင်ကြားထဲမှာအရင်တွဲမယ်နော်ဒါဆိုရင်ဒီအဖူးလေးရဲ့ပေါ့နော်အရွက်ကလေးကိုအရင်တွဲမယ်တွဲပြီးသွားရင်တော့အပေါ်ကအဖူးလေးကိုတန်တန်လေးဖြစ်အောင်လုပ်ပြီးတော့အချီလေးတွဲလိုက်မယ်ဒီနေရာမှာလေအချီက3-4ချက်လောက်ဖြစ်သွားပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့အောက်ဘက်မှာအချီလေး2ချက်လောက်တင်နိုင်မယ်နော်ဘာလို့အချီတွေခဏခဏတင်နေတာလဲဆိုတော့တစ်ဆက်ထဲသွားရင်မတော်တဆ customer လက်ထဲရောက်ရင်ပြုတ်ထွက်သွားမှာဆိုလို့ပါသူကတစ်ချက်ပြုတ်လို့ရှိရင်အကုန်လုံးတန်းစီပြီးတော့ပြုတ်မှာဆိုလို့4-5ချက်လောက်တွဲပြီးသွားတာနဲ့အောက်ဘက်မှာ2ချက်3ချက်လောက်ချီပြန်တုပ်ပေးတာပါနော်ကဲဒါဆိုရင်အဖူးလေးတွဲပြီးသွားပြီဆိုရင်အောက်မှာကျန်ခဲ့တဲ့အရွက်ကလေးတစ်ဖက်ကိုအချီတွဲမယ်ဘာတွဲဖို့ကြံသေးလဲ
ဘေးနားမှာအခွေးလေးတွဲဖို့ကြံသေးတာပေါ့ဒီခွေးလေးကိုတွဲလိုက်မယ်အခွေးလေးကိုလည်းအနည်းဆုံး3ချက်တော့တွဲပေးရမယ်နော်ဘေးတစ်ဖက်အလဲကောင်ပေါ်ဟိုလေးရဲ့နောက်ထပ်ဘေးတစ်ဖက်ရဲ့3-4ချက်လောက်တွဲပြီးသွားပြီဆိုလို့ရှိရင်တော့တို့တွေကြံခဲ့တဲ့ပွန်းဖက်လေးနှစ်ဖက်ကိုထပ်တွဲလိုက်ရင်တော့ဒီပန်းလေးကပြည့်စုံသွားပါပြီအားလုံးတက်ပြီးသွားပြီဆိုတဲ့ခါကြတော့အပေါ်ကကြည့်ရင်လည်းလက်ရလေးကတည်တနေမယ်အောက်ကနေပြန်ကြည့်ရင်လည်းအချီရလေးရှိုးရှက်ခတ်မနေတဲ့အထည်လေးတစ်ထည်ရသွားပါပြီစင်ပြပါစေလို့ဆုတောင်းရင်းနဲ့မွန်ဂိုလီဟမ်မိတ်ချန်နယ်ကနေပြီးတော့နှုတ်ဆက်လိုက်ပါတယ်